အားလာတော့ပြောပြန်ပြီတိုင်းပြည်မငြိမ်းချမ်းတာမတိုးတက်တာပညာမဲ့တွေများလို့အသိပညာတွေနည်းလို့တိုင်းပြည်မငြိမ်းချမ်းတာမတိုးတက်တာမင်းကတော့ဘလောက်အသိတွေကျွယ်ဝနေလို့မင်းကပညာတွေဘလောက်တက်နေလို့ဒီတိုင်းပြည်မငြိမ်းချမ်းအောင်လုပ်တာမင်းမဲဖန်တီးခဲ့တာလीတိုင်းပြည်မတိုးတက်အောင်လုပ်တာမင်းမဲဖန်တီးခဲ့ရလीနော်မလားမင်းအုပ်ရှုပ်လာတဲ့9နှစ်တာတော်တွင်းမှာကုန်စင်းတော့မယ်ကြည့်မင်းအုပ်ရှုပ်လာတဲ့9နှစ်တာတော်တွင်းမှာကုန်စင်းတော့မယ်ကြည့်ဘလောက်တိမြင့်တက်သွားတယ်ဆိုတာဒါမင်းညံ့ချင်းလို့လေမင်းပညာမတက်လို့လေမင်းအသိပညာတွေမရှိဘဲနဲ့တိုင်းပြည်ခိုးရှုပ်လို့ကုန်စင်းလုံးတွေဒီလောက်ထိုးတက်ပြီးတော့ပြည်သူလူထုတွေစင်းရဲမွဲတေနေရလေနော်မင်းအုပ်ရှုပ်တဲ့9နှစ်တာတော်တွင်းမှာတန်ခါပိတ်ဆို့မှုတွေပြင်းထန်လာတယ်နော်အာဆီယံအဖွဲ့ကလည်းမင်းကိုတက်ခွင့်မပေးဘူးဒါပါလေမင်းပညာမတက်လို့မင်းအသိပညာတွေမရှိဘဲနဲ့တိုင်းပြည်အုပ်ရှုပ်လို့ပြည်သူလူထုကိုပြပြောစရာမလိုဘူးတိုင်းပြည်မငြိမ်းချမ်းတာမင်းပညာမတက်ဘဲနဲ့အုပ်ရှုပ်လို့မင်းအသိမရှိဘဲနဲ့အုပ်ရှုပ်လို့တိုင်းပြည်မငြိမ်းချမ်းတာမတိုးတက်တာအဲ့ဒါကြောင့်မလို့နိုင်ငံတကာလည်းမင်းကိုတန်ခါပိတ်ဆို့မှုတွေပြင်းထန်လာတယ်အာဆီယံလည်းမင်းကိုဘေးဖယ်ထားတယ်ဒါမင်းပညာမတက်လို့ပညာမတက်ဘဲနဲ့တိုင်းပြည်ကိုခိုးရှုပ်လို့အသိပညာမရှိဘဲနဲ့မင်းတိုင်းပြည်ကိုခိုးရှုပ်လို့မင်းကိုဘေးဖယ်ထားတာလေပြည်သူလူထုကိုပြစ်မပြောနဲ့မင်းအုပ်ရှုပ်လာတဲ့9နှစ်တာတော်တွင်းမှာတိုင်းပြည်ကြောက်ထဲကျသွားတာပဲရှိတယ်တိုင်းပြည်စင်းရဲမွဲတေသွားတာပဲရှိတယ်တိုးတက်လာတာဘာမှမရှိဘူးနော်အဲ့ဒါမင်းညံ့ဖြစ်လို့လေမင်းပညာမတက်လို့လေမင်းအသိပညာမရှိလို့လေမင်းလားအသိပညာရှိမယ်မင်းလားပညာတက်မယ်ဆိုရင်တိုင်းပြည်ဒီလောက်စင်းရဲတွင်ဒုက္ခလည်းမရောက်ခဲ့ဘူးနော်ပြည်သူလူထုတွေအိုးမဲ့အိမ်မဲ့လည်းဖြစ်เสียအကြောင်းမရှိဘူးနော်မလားမင်းက